မိုက်ဆုံးခဒီနေ့မှာတော့ကျမတို့မေကပ်ငေါ့ဦးရဲ့ဝါကြအတူလေးတွေသွားမှာဖြစ်ပါတယ်ခကျမကဝါကြလေးလေးကိုနှစ်ခေါက်စီဖတ်ပြပေးသွားပါမယ်ခပထမတစ်ခုကဦးဟုအဖေတည်တယ်အာတဆောင်ရက်ကြမ်ဦးဟာတဆောင်ကြမ်တိုင်ဟုဦးဟုအဖေတည်တယ်အာတဆောင်ရက်ကြမ်ဦးဟာတဆောင်ကြမ်တိုင်ဟုဦးဟုအဖေတည်တယ်ဒီမှာဆိုရင်ဦးဆိုတာကအဖေကိုနောက်တစ်မျိုးပေါ်လို့လည်းခေါ်ပါတယ်ခဦးဆိုတာကကြတော့တီတီနှစ်ခုပေါင်းလိုက်တော့ဦးဟုအဖေတီတီနောက်တစ်ခုကငါတဆောင်ကြမ်နာငူရတဆောင်ရက်ယူငူယူမွေနေတယ်ငါတဆောင်ကြမ်နာငူရတဆောင်ရက်ယူငူယူမွေနေတယ်ငူဆိုတာကကြတော့မွေဖြစ်ပြီးတော့ယူဆိုတာကနေသည်ဖြစ်ပါတယ်ခငူယူနှစ်ခုပေါင်းလိုက်မယ်ဆိုရင်မွေနေတယ်နောက်တစ်ခုကအာတဆောင်ရက်ကြမ်ဦးစာတဆောင်စုဦးစုဆိုတာကတဲ့အဖေအာတဆောင်ရက်ကြမ်ဦးစာတဆောင်စုဦးစုတဲ့အဖေဦးဆိုတာကအဖေဖြစ်ပြီးတော့စုဆိုတာကတင်ခမညီနဲ့ကိုခေါ်ပါတယ်ခနောက်တစ်ခုကဟာတဆောင်ကြမ်တိုင်ဟုရတဆောင်ရက်ယူဟုယူတည်နေတယ်ဟာတဆောင်ကြမ်တိုင်ဟုရတဆောင်ရက်ယူဟုယူတည်နေတယ်ဒီမှာကဟုဆိုတာကတည်သည်ယူဆိုတာကနေသည်ဟုယူဆိုတာကတည်နေတယ်လို့ခေါ်ပါတယ်ခစာကြောင်းလေးတွေအကုန်ပြန်ဖတ်ကြည့်ရအောင်အာတဆောင်ရက်ကြမ်ဦးဟာတဆောင်ကြမ်တိုင်ဟုဦးဟုအဖေတည်သည်ငါတဆောင်ကြမ်နာငူရတဆောင်ရက်ယူငူယူမွေနေတယ်အာတဆောင်ရက်ကြမ်ဦးစာတဆောင်စုဦးစုတဲ့အဖေဟာတဆောင်ကြမ်တိုင်ဟုရတဆောင်ရက်ယူဟုယူတည်နေတယ်